ဗီဒီယိုလေးမစခင်ခါလောင်လေးနဲ့ကိုစတူလေးနှိုက်ပြီးတော့ဆော့ပြသွားရဖြစ်ပါလေမနေ့ကတက်ခင်ကြီးဖျားပွဲသွားရမယ်တက်ခင်ကြီးဖျားပွဲအဖေကိုစီသွားလိုက်တောင်းဝလာအောင်မလေးမဘာရောင်းလဲမသိဘူးအကောင်ရမ်းမလဲမအဲ့ဒါကျမကိုလေပြစံတပီပေးမှာဘာလိုက်လဲကျမထဲဝင်လိုက်မလေးမကြရင်ပြောမယ်စားလိုက်သဘောကျတယ်ဆိုရင်like လေးနှိပ်ပေးပါလို့ပြောချင်ပါတယ်နောက်ထပ်အပိုင်း19မှာပြန်ကြည့်ကြမယ်နော် bye bye